ဖြစ်ဖြစ်လူချင်းတဲ့သူတွေပဲဖြစ်ဖြစ်ဒါစပင်းနဲ့နော်စပင်းနဲ့အရိုင်းစာလေးတွေနော်တရားလေးတွေတွေးပြီးတော့ရောင်းလို့ဝယ်လို့ရတယ်တချို့အသွေးတင်ကြတယ်ဗျနော်အသွေးတင်မယ်နော်ဒီထဲကနေပြီးတော့လေအပွင့်ကောင်းလေးတွေထွက်လာနိုင်တယ်နော်ရောင်းမဲ့ဈေးနဲ့ကတော့တပွင့်ထွက်လာရင်ကိုတော်တော်မြက်ပြီအဲ့လိုမျိုးအပွင့်လေးတွေဒီမှာစပင်းနဲ့ဒီမှာကြည်လေးတွေနော်ဒါမျိုးလေးဆိုတကယ်ကိုအသွေးဝင်သွားပြီဗျာဒီ quality ကြတော့သွေးလို့ရတဲ့ဟာမျိုးနော်သွေးလို့မရတဲ့ဟာမျိုးဆိုဘယ်လိုမျိုးလဲသွေးလို့မရတဲ့ဟာမျိုးဆိုရင်ဒါမျိုးဒီကောင်ကတော့သွေးလို့ quality မရဘူးပေါ့ဗျာ quality သွေးလို့ရတဲ့ quality ဒီမှာအများကြီးပါတယ်စပင်းနဲ့တွေကြိုက်တယ်ဆိုရင်ဒီအစတွေအားလုံးကို2000နဲ့ယူနော်ဒါတွေအားလုံးကို2000နဲ့ယူတပွင့်သွေးလိုက်တာနဲ့အဲ့ဒါအရင်ချေတယ်နော်ဒီမှာစပင်းနဲ့ဖန်သားမှန်သားတွေပါတယ်ဗျာဒီထဲမှာနော်ကျွန်တော်ရောင်းတဲ့2000ကတစားဖို့ပဲရှိ